2025မှာ video editing skill ကို next level ရောက်တဲ့ဆိုရင်ဒီ video လေးကအခုကြည့်နေတဲ့အတွက်ပဲဖြစ်ပါတယ်။လုံနည်းလေးကိုတော့ဒီ align motion နဲ့လုပ်ပြပေးထားပါတယ်။ဆိုတော့သွားပြီးတော့ကြည့်လိုက်အောင်။ Okay ပထမဆုံးဒီ align motion software ကိုတစ်ချက်ဝင်လိုက်မယ်။ပြီးတော့ဒီ plus icon လေးကိုတစ်ချက်နှိပ်လိုက်မယ်။ပြီးတော့ဒီ ratio ကိုတော့69ပဲရွေးလိုက်မယ်။ Okay ပြီးတော့ပထမဆုံးကျွန်တော်ဒီ shape တစ်ခုကိုအပ်လိုက်မယ်နော်။ Okay အဲ့ဒီတော့ကျွန်တော်ဒီမှာ rectangle လေးကိုယူလိုက်မယ်။ပြီးတော့ကျွန်တော်အပေါ်ကအဆက်ကလေး30ကိုနှိပ်လိုက်မယ်။ပြီးတော့ကျွန်တော်ဒီ strap to composition area ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီ shape လေးကိုကျွန်တော်နည်းနည်းလေးအချိန်လေးကိုဆွဲဆန်လိုက်မယ်နော် Okay ကျွန်တော်ဒီ7လောက်ထိထားလိုက်မယ်ပေါ့နော်7 second လောက်ထိထားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီ rectangle လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီ current fill လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်အရောင်လေးကိုအဖြူလေးထားလိုက်မယ် Okay ပြီးတော့ကျွန်တော်အပေါင်းလေးကိုထပ်နှိပ်မယ်ပြီးတော့ကျွန်တော်ဒီမှာ shape လေးတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ရွေးလိုက်မယ်ပြီးတော့ကျွန်တော် current fill ကိုဝင်မယ်ပြီးတော့ကျွန်တော်ဒီအဖြူလေးကိုပဲတစ်ချက်ထပ်နှိပ်လိုက်မယ် Okay ပြီးတော့ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာ edit shape ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay edit shape ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ radius ကိုကျွန်တော်နည်းနည်းလေးတိုးလိုက်မယ်နော် Okay ကျွန်တော် y အထိတိုးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော် y ပြီ Okay ပြီးတော့ကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ border shadow တွေကိုဝင်မယ်ပြီးတော့ကျွန်တော် shadow လေးကို on မေးလိုက်မယ်နော် Okay ဒါဆိုရင်ကျွန်တော်နည်းနည်းလေးပို့ပြီးတော့တည်တာပါ Okay ဒီပုံစံလေးရမယ်ရသွားရင်ကျွန်တော်ပြန်ပြီးတော့ထွက်လိုက်မယ်ပြီးသွားရင်နောက်ထပ်ကျွန်တော်တို့ကဒီတစ်ခုကိုအပ်လိုက်မယ် media လေးကိုဝင်လိုက်မယ်ပြီးသွားရင်ကျွန်တော်လိုချင်တဲ့ဟာလေးကျွန်တော်ဒီ Google လေးကိုတစ်ချက်ယူလိုက်မယ်ပြီးသွားရင်ကျွန်တော် move and transform ကိုဝင်မယ်ပြီးသွားရင်ကျွန်တော်ဒါလေးကို site လေးကို short ချလိုက်မယ် Okay ဒါဆိုရင်ကျွန်တော်ဒီ site လေးက fit ဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီနှစ်ခုကို select မှတ်လိုက်နော်မှတ်ပြီးတော့ကျွန်တော်ဒီ background နဲ့တပြေးတော့ကျွန်တော်သွားလိုက်သွားပြီးရင်အဲ့ဒီကျွန်တော်ဆွဲလိုက်ပါOkay ဒီတိုင်းလေးကျွန်တော်ရသွားပြီဆိုရင်ကျွန်တော်ဒီ Google နဲ့ကျွန်တော်ဒီခေါလာဒီအဝိုင်း shape ကလေးနဲ့ကိုကျွန်တော်နှစ်ခုကို connect လုပ်မယ်နော်စလိုက်မယ်အဲ့ဒီတော့ကျွန်တော်ဒီ Google လေးကိုတစ်ချက်ထောက်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာအပေါ်ကအကောင်လေးကိုနှိပ်လိုက်ပါဒီပထမဆုံးတွေ့တဲ့ဟာလေးပါနော်ပြီးတော့ကျွန်တော်ဒီမှာအဝိုင်းလေးတွေ့လာ rounded rectangle 1ဆိုအဲ့အကောင်လေးနဲ့ကျွန်တော်တို့ connect လုပ်လိုက်ပါOkay ဒါဆိုရင်တော့ကျွန်တော်ဒီနှစ်ခုကို connect လုပ်လို့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ rounded rectangle လေးကိုချက်နှိပ်လိုက်ပြီးတော့ကျွန်တော် move and transform ဝင် animation စပြီးတော့ပေးမယ်အပေါင်းလေးကိုနှိပ်မယ်နောက်ထပ်နည်းနည်းလေးချဲ့လိုက်မယ်ကျွန်တော်တို့အပေါင်းလေးကိုထပ်ပြီးတော့နှိပ်မယ်ကျွန်တော်တို့ပထမ layout ပထမ key frame ကိုကျွန်တော်သွားလိုက်မယ်sorry ကျွန်တော်ဒီမှာမှားပါတယ်เนาะကျွန်တော်ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်ပါ Okay ပြီးတော့ကျွန်တော်တို့ခေါလာတိုင်းမှာ key frame လေးပြန်ပြီးတော့ချလိုက်မယ် Okay ကျွန်တော်တို့ဒီအသေးကြီး site ကလေးကိုချမှာမဟုတ်ဘူးကျွန်တော်ဒီအထက်ထဲဝင်သွားတာနဲ့ပြန်ထွက်လာတဲ့ zoom ပုံစံလေးကိုကျွန်တော်တို့ကချမှာပါเนาะဟိုဘယ်ညာရွေးတာကိုချမှာမဟုတ်ဘူးကျွန်တော်အဲ့ကြောင့်မှားပါတယ်ဒီကောင်လေးကိုတစ်ချက်ပြန်နှိပ်ပြီးတော့ကျွန်တော် key frame လေးတစ်ချက်ထပ်ချလိုက်ပြီ Okay ပြီးတော့ကျွန်တော်တို့ဒီပထမ key frame ကိုလာမယ်လာပြီးတော့ကျွန်တော် site ကလေးကိုသေးလိုက်မယ်Okay မမြင်ရတဲ့အထိသေးလိုက်ပါပြီးတော့ကျွန်တော်အဲ့နှစ်ခုကြားထဲကိုလာကျွန်တော် graph လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီ graph လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာဒုတိယမြောက် graph လေးကိုတစ်ချက်ရွေးလိုက်ပါပြီးတော့ဒီကောင်လေးကိုအောက်လေးကိုနည်းနည်းလေးဆွဲချလိုက်နော်ပြီးရင်ဒီကောင်လေးကိုလည်းအရင်မခုံညင်တဲ့အတွက်ကြောင့်ဒီလောက်လေးကိုကျွန်တော်ထားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒါလေးကိုပြန်ပြီး play ကြည့်လိုက်မယ် Okay ဒီတိုင်းလေးဖြုတ်သွားပြီဆိုရင်ကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုတော့ကျွန်တော်ဒီခေါလာဆုံးခဲ့တဲ့နေရာလေးကိုတစ်ချက်သွားကျွန်တော်ဒီ rounded rectangle လေးကိုတစ်ချက်နှိပ်Okay ပြီးတော့ကျွန်တော်ဒီမှာ edit shape ကလေးကိုတစ်ချက်နှိပ်လိုက်ပါ edit shape ကလေးကိုနှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာ key frame တစ်ခုချလိုက်နော်ခေါလာဆုံးတဲ့နေရာလေးမှာ key frame တစ်ခုချလိုက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆွဲလိုက်ဆွဲပြီးရင်ကျွန်တော် key frame လေးတစ်ခုချလိုက်ပြီးတော့ကျွန်တော် site ကလေးကိုဆွဲပြီးတော့ချဲလိုက်မယ် Okay ဒီပုံစံလေးပါကျွန်တော်ဒီ Google ကပုံစံလေးပါနော်အဲ့ပုံစံလေးလိုချင်လို့ကျွန်တော်ဆွဲပြီးတော့ချဲလိုက်မယ် Okay ဒီလောက်ဆိုရင်ကျွန်တော်တို့ရပါပြီပြီးတော့နည်းနည်းလေးကျယ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ wine လေးကိုနှိပ်ပြီးတော့နည်းနည်းလေးသေးလိုက်မယ်Okay ပြီးတော့ကျွန်တော်ဒီ graph လေးကိုနှိပ်မယ်တစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်ပြီးရင်ကျွန်တော်ဒီမှာအစုံကိုဆွဲလိုက်ဒီကောင်လေးကိုအစုံကိုတင်လိုက်ပါကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်မှတ်တာနော်ဒီနေရာလေးကိုတစ်ချက် key frame ချတဲ့နေရာလေးတွေကိုတစ်ချက်မှတ်လိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီတိုင်းဆိုရင်ဒီ Google ရဲ့အလဲမှာကြံခဲ့တယ်နော်ကြံခဲ့တယ်ဆိုတော့ကျွန်တော်ဒီကောင်မှာကျွန်တော်ဒီ animation သွားတဲ့နောက်ကိုလိုက်မယ် Okay အဲ့တော့ဒီ Google ကိုတစ်ချက်ထောက်လိုက်ပါထုံးစံတိုင်းပဲ move and transform ဝင် key frame တစ်ခုချနောက်နေရာတစ်ခုသွား key frame တစ်ခုချပြီးသွားရင်ကျွန်တော်ဒီဘက်ကိုရွှေ့လိုက်မယ် Okay ဒါညီအောင်ရွှေ့ပါနော် Okay ကျွန်တော်ဒီမှာ adjust လုပ်လိုက်ပါလိုချင်တဲ့နေရာလေးကို Okay ဒီနေရာလောက်ဆိုရင်အဆင်ပြေတယ်ပြီးတော့ထုံးစံတိုင်းပဲ color grab အတိုင်းပဲကျွန်တော်ထားလိုက်မယ် Okay တစ်ချက်ပြန်ကြည့်လိုက်မယ်နော် Okay ဒီပုံစံလေးရသွားပြီဆိုရင်ကျွန်တော်တို့ဒါတော့ရသွားပြီကျွန်တော်ဒီထဲမှာစာရေးမယ်ပေါ့နော် Okay ကျွန်တော်ဒီမှာမဆုံးခင်လေးနေရာလေးကိုတစ်ချက်
ချလိုက်မယ်ပြီးတော့ plus icon လေးကိုနှိပ်ပါဒီ touch ကိုနှိပ်ပါဒီမှာဆိုရင်ကျွန်တော် control sharing လို့ပဲရိုက်ရှာပြလိုက်မယ်ကျွန်တော်ဒီပြောချင်တာ Google မှာကျွန်တော်တခုရှာမယ်ဆိုရင်ကျွန်တော်အဲ့ပုံစံလေးကို animation ပေးတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်ဒီမှာ control sharing လို့ရိုက်ရှာလိုက်ပြီ okay ကျွန်တော် font တွေပါရင်မပြောင်းများတော့ဘူး okay ကျွန်တော်အလယ်မှာထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို black နှိပ်လိုက်မယ်ပြီးတော့ကျွန်တော် side ကလေးကိုနည်းနည်းလေး a little လေးကြီးလိုက်မယ် okay ပြီးတော့ကျွန်တော်အမှန်လေးချက်လိုက်မယ်ပြီးရင်ကျွန်တော် border shadow ဝင်ပြီးတော့ကျွန်တော်ဒီ stroke လေးကိုနည်းနည်းလေးဖွင့်လိုက်မယ်ပြီးရင်နည်းနည်းလေး short လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာshadow တစ်ချက်ထပ်ဝင်ပြီးနည်းနည်းလေးပေးလိုက်ပါနော်နာဝအောင်လို့ okay realistic လေးဆန်အောင်လို့ okay ပြီးတော့ကျွန်တော်အဲ့ touch လေးကို sorry ကျွန်တော်ဒီမှာမှားပြီးနှိပ်လိုက်တယ် okay okay ပြီးရင်ကျွန်တော်အဲ့ layer လေးကိုတစ်ချက်ထောက်လိုက်ပါထောက်ပြီးတော့ကျွန်တော်ဒီမှာ effect ကိုသွားပါဒီ add effect ကိုနှိပ်ပါပြီးတော့ကျွန်တော်အဲ့မှာဗာလဲဆိုတော့ touch လို့တစ်ချက်ရိုက်ရှာလိုက်ပါအဲ့မှာကျွန်တော်ဒီမှာ touch progress ဆိုတာလေးရှိတယ် icon လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ type in ဆိုတာလေးရှိတယ် standard ကိုမရွေးဘူးเนาะဒီ type in လေးကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးရင်ကျွန်တော်ဒီ n လေးကိုတစ်ချက်နှိပ်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးဆက်ချလိုက်မယ်ပေါ့နော် okay ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ရိုင်းသွားတယ် okay go to sharing ကျွန်တော်ဒီ cursor သွားတဲ့နေရာလေးကိုတိတ်မကြိုက်ဘူးပေါ့နော်မကြိုက်ရင်ကျွန်တော်ဒီကောင်လေးကို cursor လေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်ဒီကောင်လေးရွေးလိုက်မယ်တယ်လီဒါလေးကပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပေါ့နော် okay ကျွန်တော်တစ်ချက်ပြန် play ကြည့်လိုက်မယ်ဒီရိုင်းလေးသွားတယ် go to sharing okay ကျွန်တော်ဒီမှာစုံသွားတယ်ပေါ့နော်စုံသွားရင်ကျွန်တော်ဒီဘေးမှာသူ့ပုံစံအတိုင်းလေးပဲပေါ့ကျွန်တော်ဒီမှန် blue ပုံလေးကိုတစ်ချက်ချမယ်ဆိုတော့အပေါင်းလေးကိုနှိပ်ပါပြီးတော့ကျွန်တော်ဒီဘေးလေးကိုဆွဲလိုက်မှန် blue လေးကိုရှာမယ် okay ဒီမှာတွေ့ပြီပြီးရင်ဒီကောင်လေးကိုလည်းထုံးစံတိုင်း color change လိုက်ကျွန်တော်ခဲလေးထားလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီမှာ move and transform ဝင်ကျွန်တော် side ကလေးကိုနည်းနည်းလေးသေးလိုက်မယ်ကိုလိုချင်လို့ adjust လုပ်လိုက်ပါနော် okay ကျွန်တော်ဒီလောက်ပဲထားလိုက်မယ် okay ပြီးတော့ကျွန်တော် move and transform ပြန်ဝင် okay ကျွန်တော်ဒီမှာ adjust ထားလိုက်မယ်ဒီနေရာလေးပေါ့ okay ဒီလောက်လေးပဲထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်ကို animation ပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ move and transform ဝင်မယ်ပြီးရင်ဒီ side ကလေးနေရာလေးကိုလာမယ် keyframe တစ်ခုချပြီးတော့ဒီပထမ keyframe မှာကျွန်တော်တို့ထုံးစံတိုင်းပဲ side ကလေးကိုသေးချလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီမှာ grab ကိုရွေးမယ်ခလာရွေးထားတဲ့ grab လေးပဲဒုတိယဟောင်းနှိပ်မယ်ပြီးရင်ဒီကောင်လေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးအပေါ်ကလေးဖိချပေးလိုက် okay ပြန်ကြည့်ကြည့်မယ် okay ဒီတိုင်းလေးပေါ်လာပြီနော် okay ဒီတိုင်းလေးပေါ်လာပြီကျွန်တော်ဒီအထိတော့ပြီးသွားပြီပေါ့ကျွန်တော်ဒီ layer တွေအကုန်လုံးအနောက်ကိုပို့လိုက်မယ်ပေါ့နော် okay ညီအောင်လို့အကုန်လုံးထားလိုက်မယ် okay တစ်ချက်ပြန် play ကြည့်လိုက်မယ် okay control sharing okay မှန်လို့လေးပေါ်လာပြီဆိုတော့ကျွန်တော်ဒီကောင်အကုန်လုံး group တစ်ခုဖွဲ့လိုက်မယ်ပေါ့နော် okay ကျွန်တော်ဒီကောင်လေးကိုဖိထားလိုက် okay ပြီးရင်ဒီမှာ group လေးကိုနှိပ်လိုက်ပါပြန် play ကြည့်လိုက်မယ် control sharing okay ဒီမှာမှန် blue လေးစုံသွားတဲ့နေရာလေးပါအဲ့မှာကျွန်တော် keyframe တစ်ခုထပ်ပေးမယ် animation တစ်ခုထပ်ပေးမယ်ပြီးရင်နည်းနည်းလေးဆွဲလိုက်မယ် okay ပြီးရင်ကျွန်တော်ဒီကောင်လေးကိုဘာလုပ်မလဲအပေါ်ကိုတစ်ချက်တညီလေးဆွဲတင်လိုက်နော် okay ကျွန်တော်အောက်ကလေးပုံလေးတက်လာတဲ့ပုံစံကျွန်တော်လိုချင်သေးတာဆိုတော့ဒီကောင်လေးကို grab လေးတစ်ချက်ပေးလိုက်မယ် okay ကျွန်တော်ဒီလောက်လေးပဲထားလိုက်မယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော် copy လုပ်လိုက်မယ်နော် okay copy လုပ်လိုက်မယ် okay တစ်ချက်လောက်ပြန် play ကြည့်လိုက်အောင် go to sharing okay ပြီးတော့ကျွန်တော်ဒီနေရာလေးမှာခလာပေးထားတဲ့နေရာလေးကိုကျွန်တော်တစ်ချက်မှတ်ထားလိုက်ကျွန်တော်ထပ်လုပ်စရာရှိသေးတဲ့အတွက်ကြောင့် okay ဒီတိုင်းလေးမှတ်ထားလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီနေရာလေးမှာဘာလုပ်မလဲဆိုတော့plus icon လေးကိုနှိပ်ပါ media ကိုနှိပ်ပါကျွန်တော်ဒီမှာ screenshot ရိုက်ထားတဲ့ကျွန်တော်တို့ဒီတင်ထားတဲ့ video တွေကိုပြတင်တယ်ပေါ့နော် okay အဲ့ဒီကကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော် site ကလေးကိုသေးလိုက်ပါဒါတော့ဒီကျွန်တော် video ကိုကျွန်တော် screenshot ရိုက်ထားတာပေါ့နော်ကျွန်တော် YouTube channel ဟောပြီးရင်ပြန်ထွက်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ခါထပ်ပြီးတော့ sorry ဒီကောင်လေးကိုညီအောင်နှိပ်လိုက်မယ် okay ပြီးရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီကောင်လေးကို move and transform နှိပ်ပြီးတော့နှစ်ခုညီအောင်လို့နည်းနည်းလေးဆွဲချဲလိုက်ကျွန်တော်ဒီမှာဆိုရင်ညီလားမညီလားမသိဘူးเนาะမသိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီ rounded rectangle လေးကိုဒီပုံရဲ့အောက်ကိုကျွန်တော်ချလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့မြင်နေရပြီဆိုတော့ကျွန်တော် adjust လုပ်လိုက်မယ်เนาะ okay edit shape ကိုသွားမယ်ဒီကောင်တော့ကျွန်တော်အဆုံးထိထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ y ကိုကျွန်တော်ဆွဲချဲလိုက်မယ်အောက်ကိုနည်းနည်းလေးဆွဲကျင်လိုက်မယ်
H ကိုလည်းကျွန်တော်နည်းနည်းလေးမြင်တောင်ချဲ့လိုက်မယ်။ Okay ဒီတိုင်းလေးဆိုရမယ်ထင်တယ်။ချက်ကြည့်ကြည့်လိုက်မယ်။ Okay ဒါဆိုရင်ညီသွားပြီ။ကျွန်တော်ဒီကောင်လေးကို color change လိုက်မယ်နော်။ Okay ဘာလဲဆိုတော့အနက်ကလေး change လိုက်မယ်။ပြီးသွားရင်ကျွန်တော်တို့ border shadow ဝင်မယ်။ကျွန်တော် shadow ဝင်ပြီးတော့ဖွင့်ပေးလိုက်မယ်။ Okay ဒီပုံစံလေးရပါပြီ။ရပါပြီဆိုရင်ကျွန်တော်ဒီကောင်နှစ်ခုကိုလည်းထုံးစံတိုင်းမှာ select မှတ်လိုက်မယ်။ပြီးတော့ကျွန်တော်အနောက်ဆုံးသွားပြီးတော့တညီတဲ့သွားလုပ်လိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီကောင်လေးလည်းရပါပြီ။ရပါပြီဆိုရင်ဒီနှစ်ခုကတစ်ခုချင်းစီရွှေ့လို့မရဘူး။အဲဒီတော့ကျွန်တော်ဒီကောင်နှစ်ခုကိုနှိပ်မယ်။ပြီးရင်ကျွန်တော်ဒီမှာ group ဖွဲ့လိုက်မယ်။ Okay ဒါဆိုရင်ထုံးစံတိုင်းဒီကောင်လေးရပါပြီ။ကျွန်တော်ဒီမှာ loading တဲ့နေရာလေးပါနော်။ကို loading တဲ့နေရာလေးကိုသွားမယ်။ Okay ချက်ကြည့်လိုက်မယ်။ Okay ဒီလောက်လေးကျွန်တော်ဒီကောင်နည်းနည်းလေးအောက်လေးနည်းနည်းချကြည့်လိုက်မယ်။ Okay ဒီပုံစံလေးရပြီ။ဒီကောင်ကျွန်တော် animation ပေးမယ်။ထုံးစံတိုင်းမှာ keyframe တစ်ခုချမယ်။ပြီးတော့ကျွန်တော်ဒီမှာ color မှတ်ထားတဲ့နေရာမှာ keyframe တစ်ခုလာချမယ်။ Okay ပြီးတော့ကျွန်တော်ပထမ keyframe ကိုလာလိုက်မယ်။လာပြီးတော့ကျွန်တော်အောက်ကိုဆွဲချလိုက်ပါ။ကျွန်တော်အောက်ကိုဆွဲချလိုက်မယ်နော်။မမြင်ရတဲ့အထိ Okay ပြီးတော့ကျွန်တော်ဒီ grab လေးကိုcolor grab လေးကိုကျွန်တော်တို့ဟိုမှာ copy လုပ်ထားတဲ့အတွက်ကြောင့်ဒီမှာ paste ချလိုက်မယ်။ Okay တစ်ချက်ပြန်ကြည့်အောင်။ Okay ဒီတိုင်းလေးဖြစ်သွားပြီ။ဒီတိုင်းလေးဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီနောက်ထပ်ပုံတစ်ပုံထပ်ထည့်မယ်ပေါ့နော်။အဲဒီတော့ဒီ group လေးကိုကျွန်တော်တို့ဒီ duplicate ပွားလိုက်မယ်။ Sorry copy လုပ်လိုက်မယ်ပေါ့။ပြီးတော့ကျွန်တော်ဒီမှာ paste layer ဆိုပြီးတော့ချလိုက်မယ်။ပြီးရင်ကျွန်တော်ဒီ group 2ကိုပြင်မယ်။တစ်ချက်နှိပ်လိုက်မယ်။ edit group ကိုနှိပ်မယ်။ပုံလေးကိုကျွန်တော်တစ်ချက်ပြင်မယ်။ပြင်မယ်ဆိုတော့ကျွန်တော် color fader ကိုဝင်မယ်။ပြီးရင်ဒီကျဲပုံစံလေးကိုနှိပ်မယ်။နှိပ်ပြီးမှကျွန်တော်တို့ဒီမှာဒီပုံလေးကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်။ Okay အပေါင်းလေးကိုနှိပ်လိုက်ပါဘာမှပြင်စရာမလိုဘူးထွက်လိုက်။ Okay ဒီကောင်လေးပါထပ်ပြီးတော့ထွက်လိုက်ဒီပုံစံလေးဖြစ်သွားမယ်ဒီမှာကျွန်တော်တို့ keyframe တွေကိုပြင်မယ်နော် keyframe တွေပြင်ရမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုနှိပ်လိုက်ပါ move and transform ဝင် Okay ဒီ keyframe မှာကျွန်တော်တို့ဘယ်နေရာကိုသွားတင်တာလဲဒီဘက်ကိုတိုးမယ် Okay ကျွန်တော်ဒီဘက်လေးကိုတစ်ချက်တိုးလိုက်မယ်ပေါ့နော်သူ့လိုပဲကျွန်တော်ဒီအစွမ်းနာလေးကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီပထမ keyframe မှာလည်းတစ်ချက်လာမယ် Okay ဒီမှာကျွန်တော်တို့ဘယ်ကိုသွားမလဲသူနဲ့တဒန်းနဲ့ကိုကျွန်တော်သွားလိုက်မယ်ပေါ့နော် Okay ကျွန်တော်ဒီမြင်းလေးတန်းသွားရဆိုရင်ဒါတဒန်းနဲ့ပါနော်ကျွန်တော်ချက်ကြည့်ကြည့်လိုက်မယ် Okay ဒီပုံစံလေးရပါပြီကျွန်တော်အစားလေးပြန် play ကြည့်လိုက်မယ် Okay go to share မှန် blue လေးနဲ့ Okay ဒီပုံစံလေးဖြစ်သွားပြီနော်ဒါဆိုရင်တော့ကျွန်တော်အခုပြောတဲ့ animation လေးကိုလုပ်တတ်မယ်လို့ထင်တယ်ပြီးတော့ကျွန်တော်ဒီကောင်တွေကိုအကုန်လုံး slap မှတ်လိုက်နော် Okay slap မှတ်လိုက်ပြီးတော့ကျွန်တော်ဒီမှာဖြတ်တဲ့ဟာလေးရှိတယ်ကိုကဒီလောက်ရပြီဆိုရင်ဖြတ်လိုက်ပါဖြတ်ပြီးတော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ play ကြည့်လိုက်မယ် Okay ဒါဆိုရင်ရပါပြီလို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကညီကိုတို့ project တွေမှာထည့်သုံးလို့အများကြီးအကျိုးရှိလိမ့်မယ်လို့မျှော်လင့်တယ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုသိချင်တာဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားဖို့ပြောချင်ပါတယ်